လူဦးရေတသိန်းခွဲကျော်သာရှိပြီးတော့နိုင်ငံအကျယ်ဝန်းကလည်းစတူရန်မှိုင်182မိုင်သာရှိပြီးတော့ဗင်နီဇွဲလားကမ်းရိုးတန်းကနေ38မိုင်အကွာမှာရှိတဲ့ကာရီဆောနိုင်ငံဟာပထမဆုံးအကြိမ်ဖြစ်ကမ္ဘာဖလားချစ်စစ်ပွဲအောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်တွင်မှာနိုင်ငံလက်ကျင်တရားကမ္ဘာအဆင့်မှာ150မှာယခုခါတော့80နှစ်တိတိုးတက်လာခဲ့ပြီးဖြစ်ပါတယ်။ကမ္ဘာဖလားသမိုင်းမှာလူဦးရေ3,300,000သာရှိတဲ့အိုက်စလန်က2018မှာချစ်စစ်ပွဲအောင်ပြီးနောက်ပိုင်းကာရီဆောနိုင်ငံအသင်းကလူဦးရေအနည်းဆုံးနိုင်ငံပါ2026ကမ္ဘာဖလားကွန်ထာကပ်အုပ်စုပြီးမှာ6ပွဲကစား3ပွဲနိုင်3ပွဲတည်ဆုံးပွဲမရှိဘဲနဲ့အုပ်စုပိုဖြစ်တဲ့ကမ္ဘာဖလားချီးစပွဲအောင်ခဲ့တာပါရီဆော့အသင်းရဲ့နီးပြချုပ်အဖြစ်တစ်အပူကတ်ကဆောင်ရွက်နေပြီးတော့ကစားသမားအများစုဟာနယ်သာလန်ပါကနေဆော့သွေးရောတဲ့သူတွေဖြစ်ကြပါတယ်အဓိကကစားသမားတွေဖြစ်လီအန်ဒရိုဘာကူဖြစ်ပြီးတော့လက်ရှိသူကတူရီဂီကလပ်ဂါလ်စတိတ်မှာကစားနေတာပါဒါအပြင်ဥရောပလိတွေမှာကစားနေတဲ့ကစားသမားအကောင်းများစွာပါဝင်လာခဲ့ပြီးတော့လက်ရှိလူစင်းအရာမန်ယူလူငယ်ကစားသမားဟာတစ်ချောင်းတို့ကပါဝင်လာတာလည်းဖြစ်ပါတယ်ဒီကစားသမားတွေဟာဒတ်စနယ်ဘာတွေဖြစ်ပြီးတော့ကရီဆော့သွင်းတော်တဲ့သူတွေဖြစ်တာကြောင့်နယ်သာလန်လိနဲ့ဥရောပလိတွေမှာကစားတဲ့အတွေ့အကြုံတွေကကရီဆော့အသင်းအတွက်အားရင်တစ်ခုပါပဲဒီလိုအသင်းလေးကအုပ်စုတွင်မှာအိမ်ပြေးနေရပဲယူမလားဒါမှမဟုတ်အသင်းကြီးတွေကိုနောက်ကောက်ကျစေမဲ့ဖြတ်မြဲအသင်းအရှင်းလားဆိုတာကိုတော့ကျွန်တော်တို့အနေနဲ့2026ကမ္ဘာဖလားစီမင်းထက်မှာဆက်လက်စုစားကြရမှာပဲဖြစ်ပါတယ်